Mikro number 5 저를 진압포드링 타나가 미면 타라리 피바리 number 5 chau khong suboro sikta 진압포스가 미면 다리고 저를 진압포드링 초 간에 미면 더 맞사리 Miglavashin tomorrow 진압포스들은 차나마 마주캔 피바리 그 미된 진압하러 하카팀의 장이들이 이내 뒤마음의 장이네 롱안 비냐 아무 상연 나이네 공문이 에지 유문에 실세 상연의 에치니 뒤치 말이신 오케이. 전로 하카 묘마 지야 시보트고 전로 까도니 보는 거야 시보트고 야마하 공리네 띠니 미팅 스니고 상태와래 이 성연 후가로 전로 2019 줄라이라 31일이마 이 띠니까지요 묘보 지가로 전로 비바리 피바 아리 아빠이 나빠이 뭐저 띠니까지 묘보마 때네 아빠이 묘보마 묘를 평원에 라 아빠이 나빠이네 하간이 예배고 성연이라 피바래 저로 이 띠니까지 때네 아빠이마 전로 이 세 코너세네 트랜스포마 코너롱네 세세티 야게 기사 피바래 저로 띠미가 때네 파타마 세마서 저로 떠나이고 가나 리다운네 나살리나이 때고 고딩 6,000네 저로 하카뮤 보마시데 레댕가에 예식간 때땡가 되고 또이비마 차간이 말에 세피데 이간이 저로 꼬라 피바 슬로우사이 어디 시스템에 트리트먼트 베이비로마 묘드는 저로 평해라 피바래 저로 파타마 동세네 때네 바이마로 저로 하카가 때네 했고 우자비로 이 lok상 해가 레시갈에 대파고 동해라 저로 하카가 때네 했고 이제방 1030네 배우를 시와래 나 묘보အတွင်းမှာရှိတဲ့အမြင့်တင်14လုံးကနေပြီးတော့လေကျွန်တော်ရက်ွက်ရေးလောင်းကနေမှတင်ပြီးတော့မှဒီဌာနဆိုင်ရာရုံးမြဖြစ်တဲ့ချင်းပြည်နယ်လွှတ်တော်ရုံးနောက်စစ်ဗျူဟာဇေတဝန်ကျောင်းနောက်ပြည်နယ်ကြီးလက်ရုံးခရိုင်ကြီးလက်ရုံးဥပဒေခရိုင်ရုံးခရိုင်ထွေအုပ် quarters နဲ့ဟာကာကိုလေးပညာရေးကောလေးနတ်တလာလူငယ်တင်နန်းကျောင်းတွေလက်ရှိကလည်းဖြန့်ဝေလည်းရှိပါတယ်ဆိုတော့ဒီမျိုးပေါ်မှာတော့ဂါလာကိုသိ6ပေါင်းလောက်ရောက်ပြီဖြစ်ပေမဲ့ဒီမျိုးတွေပေးဝေလိုင်းကိုတာဝန်ယူတဲ့ KND ကုမ္ပဏီနဲ့မိုးကုတ်ရွှေကုမ္ပဏီကိုတာဝန်ယူတဲ့လုပ်တဲ့အပိုင်းမှာသူတို့ရဲ့ဒီ service နဲ့ဟာမမှန်ကန်မှုနောက်ပြီး design drawing layout plan မမှန်ကန်မှုများကြောင့်ဒီ pipe တွေဝယ်ပြီးတော့ဆက်တော်လဲဒီလက်ရှိအချိန်ထိကိုရေးပေးဝေနိုင်ခြင်းမရှိသေးပါဘူးအဲ့ဒီဟာကိုလည်းဒီ pipe ရေးပေးဝေ line ကို group 12ခုနဲ့ပေးတာဖြစ်ပါတယ် group 12ခုနဲ့ခွဲခြားပြီးတော့ဆောင်ရွက်တော်လည်းပဲဒီ design တွေ layout plan တွေမမှန်တဲ့အတွက်ရေးလွတ်တော်လဲတော့မှရေးရမရောက်နိုင်ဘူးနောက်သူတို့တိဆောက်တဲ့ကန်တွေနောက်ပြီးတော့ရေးမီတာအပိုင်းတွေမှာလည်းအနေချက်တွေအများကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့အခုချိန်မှာဒီချစ်ပင်တွေစင်းစင်းကနေပြီးတော့လုပ်ငန်းများကိုစစ်ဆေးပြီးတော့ဒီကုမ္ပဏီများရဲ့အနေချက်များကိုပေါ်ထုတ်ရရှိပါတယ်ကုမ္ပဏီများကနေပေးသွင်းရမယ့်ငွေကြေးများကိုလည်းကျွန်တော်ထန်ချင်းများကိုလည်းပေးသွင်းဖို့လက်ရှိမှာကျွန်တော်ဆောင်ရွက်လက်ရှိပါတယ်သူဆက်လက်ဆောင်ရွက်ဖို့ကတော့ဒီလက်ရှိကုန်ထားတဲ့ငွေကြေးများကိုတွက်ချက်ပြီးတော့မှနောက်လက်ကျန်ဝင်နဲ့လုပ်မယ်ဆိုရင်ဒီကုမ္ပဏီများအနေနဲ့ဘယ်လိုမှဆောင်ရွက်နိုင်မှာရှိတဲ့အတွက်ကျွန်တော်ချစ်နေအစိုးရရဲ့ cabinet မှာဆွေးနွေးပြီးတော့ကျွန်တော်စီမံတရားရေးကော်မျိုးနဲ့စီမံတရားရေးကော်မတီကနေပြီးတော့ပဲဒီစူးစမ်းပြီးဆောင်ရွက်ဖို့စဉ်းစားထားပါတယ်ဆိုလက်ရှိမှာတော့ကုမ္ပဏီတစ်ခုကိုကျွန်တော်အကြောင်းကြားထားပြီးတော့ဒီအခုလ73ရက်နေ့မှာသူတို့စီအကြောင်းပြန်ကြားချက်စောင့်တာပြည့်သွားပြီဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒီမြို့နယ်စီပင်ဟာခါမြို့နယ်စီပင်ကပဲဒီလုပ်ငန်းကိုဆက်လက်ဆောင်ရွက်ဖို့စီစဉ်သွားမှာဖြစ်ပါတယ်ဆိုတော့ငကိုရီးယားကို service နဲ့ဟာကောင်းအောင်မရှိဘူး design လည်းမမှန်တဲ့အတွက်မှားယွင်းသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုဒီလအတွင်းမှာ service ထပ်ဆင်းပြီးတော့မှ design layout plan ပန်ကအောင်လုပ်ပြီးတော့မှလိုအပ်တဲ့ပိုက်များကလည်းပိုက်မျိုးစားလိုက်ပြန်လည်ဝယ်ရမှာဖြစ်ပါတယ်ဆိုတော့အခုလက်ရှိမှာဒီကျွန်တော်ချစ်ပင်နေအစိုးရဖွဲ့နေနဲ့ဒီ2017-19ဘာသာရေးနှစ်ရဲ့ GRA ကနေပြီးတော့သိန်းပေါင်း2200ကိုအခုခွင့်ပြုထားပြီးဖြစ်ပါတယ်အဲသိန်းပေါင်း2200နဲ့ကျွန်တော်တို့ဒီ group 7ခုတည်းက group 6ခုဦးစားပေးပြီးတော့ကျွန်တော်တို့မြို့တိမြို့တိရက်ွက်နဲ့ဈေးတိရက်ွက်အဲ့ဒါကိုရေဖြန့်ဝင်နိုင်အောင်အောက်တိုဘာလအတွင်းမှာအဲ့ဒီ group 6ခုကိုကျွန်တော်တို့သုံးနိုင်အောင်ကျွန်တော်ဆောင်ရွက်ပါမယ်နောက်ကျန်တဲ့ဒီ
ပြည်တော်သားနဲ့အခြားကျန်တဲ့ group 6ခုအတွက်ကိုတော့ကျွန်တော်တို့ဒီ November December မှာအပြီးလုပ်ပြီးတော့ဒီဟာခါမျိုးရဲ့ရေပေးဝေတစ်ခုလုံးကိုကျွန်တော် December 31မှာအပြီးပေးနိုင်အောင်ကြိုးစားဆောင်ရွက်သွားမယ့်အကြောင်းဖြေကြားလိုပါတယ်ကျေးဇူးတင်ပါတယ်